Hello ဒီကတော့ကျွန်တော်အရင်ကိုလုပ်ချင်တယ်ဒီထွက်လာတာမကြသေးတဲ့ DJI Osmo Pocket 4 Pro တောင်းဝင်မှာဖြစ်ပါတယ်ကျွန်တော်လည်းအဝေးတဲ့ဟာလေးတိုက်ခဲ့ပြီးတော့လိုက်ကြည့်ပေးပါ Okay let's go baby 얘는 카메라만 있다고 생각해요. 카메라만 있다고 생각해요. 여기는 마이크도 들어있고 림 그래서 이 두 가지가 필요하다. 그럼 콤보. 나 그거 필요 없다. 그럼 카메라만 구매하시면 됩니다. 알았어 이걸로 보험 필요하세요? 아마가 레유로야 아마 보험에 아마 좀 보험 유로 아마가 테니사에 시 테니사도 리진 tuy로 테니사도 맞지 DJI Mavic Pro Casino nhiều lắm cái này trong cái đồ chơi nào đấy 네, 99만 원을 결제해드릴게요. 있으실까요? 차량 주차하셨죠? 네, 몇 번이에요? 5번, 5번이야. 우선 DJI 제품 처음 사용하시면은 스마트폰 아이폰 쓰세요, 갤럭시? 아이폰은 왜 와이건 한 도긴 하래 야 나 그냥 나와 로진 나리오 왜 비례ချိန်မှာခန်းစားချက်ကတော့ရောပေါ့ထောက်ပြောလို့မရအောင်စကလုံးတော့ရှာမပြောနေအမှန်တော့ကျွန်တော်ဒီကင်မရာလိုချင်တာအခုက4ထွက်လို့ပေါ့နော်အရင်3လောက်တည်းကကျွန်တော်ဝယ်ချင်တာဗျာ3လောက်တည်းဝယ်ချင်တာဒါပေမဲ့အရင်ကဖုန်းနဲ့လည်းဆင်ပြီးတယ်ဆိုတော့ပတ်စံနဲ့တားမရှိဘူးတော့ဖုန်းနဲ့ပဲရိုက်နေတာပေါ့ဖုန်းနဲ့ပဲရိုက်ပြီးတော့ဒီကြတော့ဘောနော်ဖုန်းလည်းထွက်တယ်နောက်ပြီးတော့ဒီအခုထွက်တဲ့ဖုန်းမှာကျတော့ထူးခြားတာကျတော့သူက Pro line ပါသွားပြီအရင်လို့ရှိရင်ရိုးပဲထွက်တာကွာရိုးမှာအဲ့လိုမျိုးနည်းနည်းပစ္စည်းစုံတာနဲ့မစုံတာနဲ့အဲ့လိုခွဲရောင်းတာအခုဆိုဒီမှာကကျတော့အရင်ဆုံးကကျတော့4ရိုးထွက်ပြီးတော့နောက်ပိုင်းကြာတဲ့ခါကျတော့ Pro line ထွက်မှလို့ကြံညာလိုက်ပြီးတကယ်လည်းထွက်လာတယ် Pro ထွက်တာဆိုရှင်ဒါတစ်လားလောက်ပဲရှိတယ်ဒါလို့ချင်းတော့ဘယ်လိုပြောမလဲအဆန်ဒီရှိတဲ့ကြတယ်စုပြီးလောက်ဝယ်ဒီစာရွက်လေးပေးလိုက်တော့เนาะဒါတို့စီက official ဝယ်စာရွက်ဒါဆိုလို့ရှိရင်9ရက်အတွင်းပစ္စည်းပြန်လဲလို့ရတာကွာပြန်လဲလို့ရတယ်ဒါမှပြန်လဲပြီးလို့ရှိရင် promotion ကာလမှာလက်ဆောင်တွေပါရအောင်လို့ရှိရင်အဲ့လက်ဆောင်တွေရစာပြန်ပေးရမှာဆိုတဲ့ဟာမျိုးဖြစ်ရဒီကျွန်တော်တို့ဆောင်းတာကျွန်တော် activate တော့လုပ်ပါပြီပေါ့နော်ကျွန်တော်တုံးတဲ့ဖုန်းနဲ့ပေါ့နော် iPhone ဆို iPhone ဆို Android ဆို Android အဲ့ဒါလည်းဝင်ပြီးတော့ကကဟိုကသူတို့အကာကိုအကောင့်အနေနဲ့သူတို့ activate လုပ်ခိုင်းတာပါ activate လုပ်ခိုင်းတဲ့စာရွက် DJI official ပြည်တယ်ဝင်ပြီးတော့လုပ်ခိုင်းတာပေါ့သူက DJI နဲ့တခါဝယ်ဘာလို့စင်တော့ပြောမယ်ဒီအမကန်တွေပါတွေအဲ့ဒါတွေပါတေချာလုပ်ဖို့စားပါတေချာ activate လုပ်တဲ့စာရွက်ပေါ့နော်အသေးစိတ်ရှင်းတယ်အသေးစိတ်ကိုအကြမ်းမြင်ရှင်းပြတာဒီကလုပ်ပြီးနေတာကျွန်တော်ဒါဖောက်ပြမယ်ဒါလိုင်းပေါ်မှာပဲတလားလောက်တတိပေါ့နော်ရှာပြီးကြည့်ပြီးတော့တေချာခဲ့ရခိုင်လက်ထရောက်လာပြီပေါ့ကျွန်တော်တောက်ဝဲတာကတော့ဒီဒေကျော်မှာရှိတဲ့ရှင်းဆက်ခဲ့မှာပေါ့နော် DJI showroom မှာတောက်ဝဲတာပါအမှဆိုလဲကျွန်တော် DJI နဲ့ပတ်သက်တဲ့ပစ္စည်းကုန်ရှိပါ drone တွေရောဒီကင်မရာနဲ့ရိုက်တဲ့ဒီဟိုဒါမှမဟုတ် gimbal တွေရောနောက်ပြီးတော့ကျွန်တော်တို့
ဒီဂျန်ကနေထုတ်တဲ့ပစ္စည်းအစုံရှိတယ်ပေါ့ဒရုန်းဆိုလို့ရှိရင်ဒရုန်းတွေဆိုလည်းအစုံရှိတယ်ပေါ့ဒါဆိုတော့ဖောက်ပြမှာနော်ခွာလိုက်ပြီးတော့လို့ရှိရင်စတစ်ခွာလာပြီဒါပဲဆိုလို့ရှိရင်စာအုပ်လေးပေါ့နော်ကွန်ပျူတာကိုရစာပြီးတော့ဒီ DJI story ပဲနေရာပိုင်းညာရှိတယ်စာတော့ QR code ဖတ်ပြီးတော့ DJI ဆော့ဝင်လို့တောင်းလို့ရတဲ့ဟာအဲစားရတယ်ဟုတ်ပါတယ်စတစ်ကာရပါတော့နော် DJI စတစ်ကာ Apple လို့ပေါ့ Apple မှာဆိုလည်း Apple ပစ္စည်းဝင် Apple စတစ်ကာပြီးတော့ DJI စတစ်ကာပါတယ်ဒီကောင်ကျတော့ဒီဖားလည်းမထည့်တာကျလို့ရှိရင်ပတ်စံအိတ်လေးပေါ့နော်ပတ်စံအိတ်လေးပေးရကင်မရာလည်းဒီထဲအလွယ်တကူထည့်တာလို့ရတယ်အိတ်လေးပေါ့အားလေးပါတယ်ကင်မရာထည့်တဲ့အိတ်လေးဒါသူ့ဘူးနဲ့ပေါင်းတဲ့တခြားတက်ပါသေးတယ်ဒါကျတော့တက်ကင်မရာထည့်တယ်လွယ်တကူထည့်လို့ရတယ်တောက်တယ်မထည့်ချင်ဘူးလို့ရှိရင်တော့ကျွန်တော်ဖောက်တယ်မှာကင်မရာDJI နေတော့မများ DJI ထုတ်တဲ့ဒီကင်မရာတို့မိုက်တို့ကဒီလိုဘောက်ပုံစံနေနဲ့လာတယ်ကျွန်တော်မှလည်း DJI Max တစ်ခုရှိရတယ်ဒီလိုမျိုးပုံစံနေနဲ့အဲ့ဒီနဲ့အဲ့လိုမျိုးဆွဲအိတ်ပုံစံအဲ့ဒီကကောင်းတယ်သူဟာနေသူပတ်တည်တယ်ထဲမှာလည်းစစ်ဖြစ်တာပေါ့နော်ပစ္စည်း point ထည့်ထားတယ်ပစ္စည်းကအစုံပဲကျွန်တော်ဝယ်ခဲ့တာကြတော့ဒီ block combo တော့ဝယ်ခဲ့ရတာ block combo တော့ဆိုတော့ပစ္စည်းတွေက video standard ထက်ပိုဆုံးတယ်ဘလုံးမှာသုံးတဲ့ဒီအောက်door မှာရိုက်လို့ဆိုလို့ရှိရင်ဘယ်လိုပြောမလဲထောင်နဲ့တောက်တိုင်တွေကစအဲ့လိုအစုံပါတာကွာပြီးတော့ဒီကိုရိုက်နေတဲ့အချိန်မှာဟိုဒီတန်လိုက်တွေပေါ့နော်ဒီတန်နဲ့ကိုက်ပြီးတော့ကင်မရာကိုထောင်လာတဲ့ဟာတွေကစပါတယ်ပြီးတော့မိုက်လည်းပါတယ်ကွာဒီမှာမီနီမိုက်အသေးလေးပါတယ်ဒီ block မှာ block combo မှာကျွန်တော်မှတက်မိုက်ရရှိတယ်ဒါပေမဲ့ကျွန်တော်တက်မိုက်အသေးလေးတစ်ခုထည့်လို့ကျွန်တော် block ယူလိုက်တယ်ဟိုမိုက်ကြတော့အချိနေတဲ့မိုက်တို့ကြတော့ဖုန်းနေနဲ့လည်းတွေ့လို့ရတယ်ကင်မရာရိုးကင်မရာအကြီးတွေနဲ့လည်းတွေ့လို့ရတယ်ဒီကောင်ကြတော့ဒီကောင်လေးနဲ့အဆင်ပြေလို့ဒါလည်းအသေးစိတ်ဖွင့်ပြမယ်လို့ရှိရင်ဒီကောင်မိုက်အသေးလေးလောက်တာအသေးစိတ်လေးတင်ချလောက်တာကာဘာတွေကအစားပါတယ်မိုက်ပါလေကောကာဘာလေးလည်းစတက်ထားUSB port ဒီကင်မရာအောက်မှာထည့်ပြီးတော့ line နဲ့ဟာလေဒီအောက်မှာဆိုလို့ရှိရင်မူလေးပါတယ်ဒါကြတော့အဲ့ဒါထောက်တန်ပေါ့နော်ထောက်တန်ထည့်တဲ့ဟာလေးပါတော့ကျတော့ဒီကောင်ကျတော့ဒီလေးကင်မရာ
ဒီကောင်ကျတော့မီးကင်မရာပေါ်မှာဒီညဘက်တွေပါရိုက်တဲ့ခါကျလို့ရှိရင်ဒီမီးပေါ့နော်မီးဖွင့်တာကင်မရာ join ဖွင့်တာဘုံကိုမိုင်းဒါလေးကျွန်တော်တန်လိုက်လေဒီမိုင်းနဲ့တွဲပြီးတော့ဒီအင်ဂျင်မှာချိတ်ထားတဲ့ဟာမျိုးလေးပါတယ်ဒါကျတော့ဒီ pro ဒီမှာပဲပါတဲ့ဟာပေါ့နော် view မှာမပါဘူးဒီကောင်ကျတော့ဒါလဲဆိုတော့ကျွန်တော်တို့အဝေးကနေကိုရိုက်ချင်တယ်လို့ရှိရင်ဒီဟာလေးနဲ့ထိန်းလို့ရတာဗျာကိုမျက်နှာလည်းကိုပြန်မြင်လို့ရတယ်လေဒီကောင်လေးနဲ့ကျတော့လေ video DJI နေပါဖုန်းမှာမပါဘူး pro မှာပဲပါတယ်ကွာremote ပုံစံပဲပေါ့နော်ဒီကောင်ကျတော့အဲ့ဒါပါအဲ့ဒီမှာတောက်တိုင်ပါသေးတယ်ကိုယ်ထောင်ပြီးရိုက်ချင်တယ်လို့ရှိရင်ထောင်ပြီးရိုက်ချင်တယ်လို့ရှိရင်ဒီစွန်းဒီမျိုးတောက်တိုင်လေးဒီပါတယ်ထောင်ပြီးတော့တယောက်တည်းကိုယ့်ကိုရိုက်ချင်လို့ရှိရင်ဒါလေးနဲ့ထောင်တာပေါ့လို့ရှိရင် Sona remote လေးနဲ့ကိုစားအဝေးကနေကိုယ့်ကို remote နဲ့ control ကိုမျက်နှာကိုပြန်ကြည့်လို့ရအေးကိုစားစခွင့်လေးပြန်ကြည့်လို့ပြန်ချိန်လို့ရိုက်လို့ရတယ်ဒါကြတော့အဲ့ဒီကျိုးလေးအဲ့လိုကျိုးတွေကနောက်ပြီးတော့ပစ္စည်းတွေမှာချိတ်တဲ့တွေချိတ်တွေအဲ့ဒါတွေထည့်အောင်အဆုံးပစ္စည်းတွေဆုံးဟုတ်ဒီမိုက်မှာတုံးနေစားလေးတွေအောက်တော်မှာရိုက်လို့ရှိရင်မိုက်မှာတုံးနေအတန်ထိန်းပြီးတဲ့ဟာအတန်လုံအောင်ထားပြီးတဲ့ဟာပိုင်းရေးကြီးဆုံးကပြတော့မယ်ဒါကင်မရာတမှာနော်အဲ့ဆရာကြီးရတော့ရှိနေတယ်ဆရာကြီးရှိနေတယ်ဒါကြတော့ဟိုစားကင်မရာကိုပုတ်တဲ့ဟာနော်ကင်မရာကို 这里把灯黑。干嘛做呢？把给抛来一喏，把给抛来一喏，把给抛来一喏，然后把这个漏困没？嘿。ဒီပဲလောက်ခိုင်းတာကွာလောက်ခိုင်းတယ်ပုံဖန်လောက်ခိုင်းတယ်တတ်လောက်ခိုင်းတယ်ထိုင်ကြောစတိုရေးတွေပါကြည့်ခိုင်းတယ်ဗီဒီယိုရိုက်တဲ့ဟာတွေပေါ့ဖိုကင်နဲ့ရိုက်မှာဘယ်လောက်ရိုက်မှာအဲ့ဒါရွေးလို့ရတယ်အချမ်းပြအောင်နော်ဟိုကစားဖွင့်နေဆိုဒီပဲလေဒီပဲကျွန်တော်ပြင်ရပြရပါဒါကျွန်တော်ကျုပ်ဘလော့ကင်မရာရိုက်တဲ့ဟာကြည့်သူကမျက်နှာပဲကိုရှောက်ချိန်ပြီးဟာနော်ဒါကျွန်တော်အနီးကံမှာ Sona remote ပါတဲ့ဟာကျတော့ကျွန်တော်အဝေးကနေထောင်ထားပြီးတော့လဲအဝေးကနေထောင်ထားပါလို့ရှိရင် remote နဲ့ထိန်းပြီးတော့ remote နဲ့ control လုပ်ပြီးတော့ကိုယ့်ကိုပြင်ရိုက်လို့ရတယ်အ
မောက်စင်ကတော့ဒီလောက်ပါပဲကျွန်တော်လည်းနောက်မှအသေးစိတ်နောက်ပိုင်းပြီးရဆိုဒီကောင်းလေးရိုက်မှာပေါ့နော်ဒီ pocket 4 နဲ့ရိုက်မှာဖြစ်ပါတယ်အခုတော့ကျွန်တော်ကဒီမှာတောက်ဝေးတာနဲ့ပြီးတော့ဒီမှာပါတဲ့ပစ္စည်း accessory တွေကိုပြချင်တာရယ်ပြီးတော့ဒီကောင်လေးအမောက်စင်လုပ်ပြချင်တာရယ်အဲ့ဒါနဲ့ရိုက်ရဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်